အေယာဝတီတိုင်းတွင်စစ်ကောင်စီအထိနာနေပြီးရေကြီးအမြောက်တပ်344၏ကာကင်းစခန်းအလုံးသိမ်းပိုက်ခံရတပ်ရင်းဌာနချုပ်ကြာဆုံးရန်လက်တကမ်းအလိုသို့ရောက်ရှိရန်ကုန်မေ14ရက်အေယာဝတီတိုင်းအတွင်းစစ်ကောင်စီ၏အမာခံစခန်းတစ်ခုဖြစ်သောရေကြီးမြို့နယ်အခြေစိုက်အမှတ်344အမြောက်တပ်ရင်းသည်အာရခတပ်တော် AA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ပြင်းထန်သောထိုးစစ်အောက်တွင်အလူအလဲခံနေရပြီးတပ်ရင်းတစ်ခုလုံးဝိုင်းပတ်ပိတ်ဆို့ခံထားရကကြာဆုံးရန်အလွန်နီးစပ်နေပြီဖြစ်ကြောင်းသိရသည်အထိနာခဲ့သောခန်းစစ်နှင့်ကာကင်းစခန်းများသိမ်းပိုက်ခံရမှု2025ခုနှစ်မေလ10ရက်နေ့မှစ၍ဒိုးမြင့်လိုက်သောအာရခတပ်တော်နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ဟိုတောက်ထိုးစစ်ကြောင့်မေလ12ရက်နှင့်13ရက်အတွင်းအမတာ344၏ကြန့်ရှိနေသောကာကင်းစခန်းအားလုံးတစ်ခုမကြံပြိုလဲပျက်စီးခဲ့ရသည်တပ်ရင်းနှင့်တမိုင်ခန့်အကွာရှိအရေးပါသောခန်းစစ်စခန်း3ခုလုံးကို AA နှင့်မဟာမိတ်များကအပိသက်သိမ်းပိုက်နိုင်ခဲ့သဖြင့်ယခုအခါစစ်ကောင်စီတပ်သည်တပ်ရင်းဌာနချုပ်အတွင်း၌သာပိတ်မိနေတော်သည်344ရဲ့အပြင်ခံစစ်စခန်းအကုန်သွားပြီးတိုက်ရင်တစ်ခုလုံးကိုဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားတဲ့အနေအထားကိုရောက်သွားပါပြီ။ဟူတိုက်ပွဲကိုအနီးကပ်စောင့်ကြည့်နေသူများနဲ့၎င်းတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်နေသောတော်လှန်ရေးရဲဘော်များရဲ့သတင်းပို့ပြောကြားချက်အရသိရသည်။အရာရှိများထွက်ပြီးလက်အောက်မြေသားများဓာစာခံဖြစ်နေ။စစ်မြေပြင်တွင်အထိနာနေတဲ့ကဲ့သို့တိုက်ရင်အတွင်း၌လည်းအထက်ရရှိမိသားစုဝင်များမှာဘေးလွတ်ရာသို့စတင်တိမ်းရှောင်နေကြတော့လေရှေ့တန်းတွင်အသက်ပေးနေရသည့်လက်အောက်ငယ်သားမိသားစုဝင်များကိုမူပြောင်းရွှေ့ခွင့်မပြုဘဲလူသားတိုင်းတစ်ဖွဲ့ပိတ်ဆို့ထားကြောင်းသိရသည်၎င်းမှာစစ်ကောင်စီ၏ရင်းရိုင်နေသောစိတ်ဓာတ်နှင့်တာဝန်ယူမှုကင်းမဲ့မှုကိုဖော်ပြနေသည်ထိခိုက်ကြရှုံးမှုအများအပြားရှိနေတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်ကြရှုံးမှုအလွန်များပြားနေပြီးတေဆုံးသွားသောစစ်သားများနှင့်ဒဏ်ရာရရှိသူများကိုမိုးကအုပ်ထားသောစစ်ကားကြီးများဖြင့်ပသိမ်မြို့သို့အဆက်မပြတ်သိမ်းယူနေရသည်ဒဏ်ရာရသူများကိုမဆာရလီစီးတက်သို့ပို့ဆောင်နေရသလိုတေဆုံးစစ်သားများကိုမူရွှေမြင့်တင်မီတင်းချိုဆက်တွင်အလော်တကြီးတင်းကျုံနေရသည့်အခြေအနေဖြစ်ကြောင်းသိရသည်တက်အင်အားအများပြားဖြင့်ခုခံတော်လေမခန့်သာအဆိုပါအမြောက်တရင်အားကကွင်းရန်အတွက်အနောက်တောင်တိုင်းစစ်ဌာနချုပ်နတခလက်အောက်ခံတပ်များခလာရ36ကျုံဖြော်ခလာရ98ဖျားပုံခလာရ188ဒနုဖြူခလာရ142နှင့်ခလာရ18ဟင်းတာတာစသည့်တပ်ရင်းပေါင်းစုံမှာအင်အားအများအပြားဖြင့်ပေါင်းဆက်ခုခံတော်လေအာရကတပ်တော် EE နှင့်တော်လန်ရေးတပ်ဖွဲ့များ၏ထိုးစစ်ကိုမဟန်တားနိုင်ပေဖြစ်နေသည်လက်ရှိတွင်အင်္ဂပူမြို့နယ်တတက9ကိုခန်းစစ်အကွင်းပြောင်း၍ရခိုင်ပြည်တောင်ပိုင်းကိုစစ်မျက်နှာဖွင့်ရန်ပြင်ဆင်နေသည့်စစ်ကောင်စီ၏အစီအစဉ်သည်ယခုရေးကြီးတိုက်ပွဲကြောင့်အကြီးအကျယ်ထိုးနှက်ခံလိုက်ရပြီးအေယာဝတီတိုင်းအတွင်းစစ်ကောင်စီ၏စိုးမိုးမှုမှာတနည်းထက်တနည်းရိုင်နှင့်လာနေပြီဖြစ်သည်Star News မေ14ရက်